ထိုးလာပါပြီရှင်အဲ့ဒါဖက်ဖောက်ပြတယ်နော်ဒီလိုမျိုးဒီလောက်ပဲပလိဟဲ့နည်းရမာလိုက်နေဘူးနော်ကျွန်မလည်းအရင်မမတော့တုံးပြနေချမ်းပေါကကုမပြီးပေါ့နော်တော့ညက်ပြရိုင်းနေဖြောက်ပါဘူးဖြေခါတော့ပြန်တော့မယ်ဒီဒီတော့စိတ်ပြရနော်မကြီးကျမတို့တို့ကိုင်းလာတော့အဲ့ဒါဒီနေရာတို့ဒီနေရာတော့ဒီနေရာတို့ဘယ်မှမကပ်ဘူးနော်ပြန်ကပ်ပြဒီမွေးနေရဒီမွေးနေရကြရေးတဲ့နားလေလက်ကန်အဲ့တော့ဟိုလိုလေးလိုလဲတုံးတယ်လိုလဲတုံးလို့လည်းရတယ်လိုလဲလိုရထွေးကြမလို့လည်းဖိုက်တွက်ကကြတော့ဒီလိုမျိုးလက်ပနာကြီးပဲရတဲ့နေပေါ့နော်ကိုကကြတော့ခစ်တယ်လက်ပနာတိတ်အပြင်ကိုခက်တဲ့ခဲဘောပင်လေးပါစာပြပါပါတယ်အဲ့နော်ရှိပြီးတော့ပါပြီပြီးတော့ဆိုရင်ကျောင်းသားလေးတွေရှိမှဒီလိုမျိုးခက်တဲ့လေးဒီလိုမျိုးပေါ့နော်အပြန်အောင်ခက်တဲ့လေးလိုရပေါ့နော်အဖက်ဖြစ်တော့အဖက်ဖြုတ်ထားရပေါ့နော်ရပြည့်ချင်အပြရအောင်ပေါ့နော်အပြအောင်မှအနုရောင်လေးပေါ့နော်နည်းနည်းလေးပေါ့နော်ဒါလေးကလည်းပန်းအောင်အရင်အောင်လေးပေါ့နော်အရင်အောင်ပေါ့နော်မလေးဒါလည်းကြတော့ရိုးရိုးခဲရမယ်ပေါ့နော်ခီလီချမမလေးလဲပါတယ်အမြန်နဲ့ကြရမယ်နော်စင်ကြနော်ဒါလေးရကြတော့ဒါကြတော့အဟောင်းလေးပေါ့နော်ဆက်ပြီးမကောင်းတဲ့အတွက်ကြောင့်မရှင်းလို့မရအောင်ပြပါရှင့်ဒီမှာဒီလိုလာဖို့လေးရောကြောင်းချေးရအငါလေးလည်းရှိပါတယ်ရှင့်ပြီးတော့လည်းဒီလိုကွတ်ဆွဲခကြလေးပေါ့နော်ဒါလေးကိုလည်းအမောင်ကလေးလိုရတာမခါလေးပေါ့နော်တို့တော့အမောင်ကလေးလိုပေါ့နော်ဒါလေးတော့ဒါလေးချောင်းတုံးထားပေါ့နော်ပန်းဖိုက်ပေါ့နော်နောက်တော့ကြတော့နှစ်ဆက်235ကျောင်းပါတယ်ပေါ့နော်235ကျောင်းပါတယ်ရှင့်နိုးတယ်235ကျောင်းပါတယ်တဲ့တုံးလို့ပေါ့နော်ခလေးရရဝါလီခဏဒီအမျိုးဝါလီstick နော်ဒါလေးပါဒီပဲဒီနေ့ပြန်ဒီ stick ခါလေးထိုင်အငယ်လေးနဲ့မမဆိုလို့ပေါ့နော်ဒီကထိုင်ပေါ့နော်အဲ့လေးကြလာပါရှင့်ခဏဒီမျိုးပူလိုမျိုးလေးမျိုးကလေးကတော့ခကြိုက်တော့ဝယ်မျိုးခဏလေးပဲဒီကလေးနဲ့တော့လို့ရပါဒီကကျတော့ smile ရဲ့ cherry လေးပေါ့နော်အရန်ကောင်းတယ်ပေါ့တော့လည်းကောင်းတယ်ဒီမှာကထားပါတယ်အဲ့ဒါမှမဟုတ်ဒါလည်း